အမိုက်ပုံးတွေကနေတကယ်ရွှေလက်စွပ်တကွင်းကိုသူတွေးလိုက်ရတဲ့အခါမှာ assistant စီကရတဲ့တည်င်းအချက်လက်တွေကအမှန်ပဲဆိုတာသူယုံသွားတော့တယ်တကယ်တော့လွန်ခဲ့တဲ့တနားရီရောက်ကသူ့ဖုန်းကိုအားသွင်းနေတော့မှရုတ်တရက်လျှက်စစ်စီးကြောင်းတစ်ခုဖျက်ဆီးသွားခဲ့တာပါအဲ့ဒီနောက်စက္ကန့်ပိုင်းအတွင်းမှာပဲသူဟာတထေးဖြစ်စေမဲ့ system တစ်ခုကိုမတော်တဆပိုင်ဆိုင်ခွင့်ရခဲ့တာပေါ့ဒါနဲ့ပဲသူလည်းအောက်ထပ်ကိုဆင်းပြီးအမိုက်ပုံးတွေကိုလိုက်မွေးကြည့်ခဲ့တာပါပန်းစီတစ်ခုထဲမှာဝှက်ထားတဲ့ရွှေလက်စွပ်ကိုတကယ်တွေ့လိမ့်မယ်လို့သူလုံးဝထင်မထားခဲ့ဘူးအဲ့ဒီရွှေလက်စွပ်ကိုသူရောင်းလိုက်တော့ဒေါ်လာ1000ရခဲ့ပြီးအိမ်လာပေးဖို့အတွက်သူတကယ်ပဲဝမ်းသာသွားခဲ့ရတယ်နောက်တနေ့သူနိုးလာတဲ့အချိန်မှာတော့ system ကနေနောက်ထပ်တည်င်းအချက်လက်2ခုထပ်ပို့ပေးပြန်တယ်ဒါကိုထိလိုက်တာနဲ့သူချက်ချင်းပဲရှေးဟောင်းပစ္စည်းအယောင်းလမ်းစီကိုထွက်ခဲ့တာပေါ့ system နဲ့မှပါတဲ့အတိုင်းရှေးဟောင်းပန်းကြီးကားတစ်ချက်ကိုလမ်းဘေးကပစ္စည်းဟောင်းဆိုင်လေးမှာတကယ်တွေ့လိုက်လို့သူအံ့ဩသွားတယ်ဒါကြောင့်ဒေါ်လာ100ပေးပြီးအဲ့ဒီပန်းကြီးကားကိုသူချက်ချင်းဝယ်လိုက်တယ်ပြီးတော့ရှေးဟောင်းပစ္စည်းဆိုင်ဒီဇိုင်းကိုအမြန်ပြေးပြီးဆိုင်ရှင်ကိုတန်ဖိုးဖြတ်ခိုင်းလိုက်တာပေါ့ဆိုင်ရှင်ကတစ်ချက်ကြည့်ပြီးဒါဟာအတုပဲဆိုပြီးလက်မခံပဲငင်းဆိုခဲ့တယ်သူကတေချာပြန်ကြည့်ကိုတိုက်တွန်းလိုက်တဲ့အခါမှာတော့အဲ့ဒီပန်းကြီးကားထဲမှာနောက်ထပ်ပန်းကြီးကားတစ်ချက်ထပ်ရှိနေတာကိုဆိုင်ရှင်တွေ့သွားတယ်နောက်ဆုံးမှာတော့ဆိုင်ရှင်ကအဲ့ဒီပန်းကြီးကားကိုဒေါ်လာ2သိန်းနဲ့ဝယ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာသူဟာ assistant ကပြောထားတဲ့အိမ်ကိုဝယ်နိုင်ပြီလို့တွေးလိုက်တယ်အဲ့ဒီညမှာလေသူဟာအိမ်တစ်လုံးကိုအကြည့်အချိပြီးဝယ်ယူလိုက်တာပေါ့ပြီးတာနဲ့သူမအော့နိုင်တော့ပဲမြေကြီးကိုတူးကြည့်တဲ့အခါအဲ့ဒီနေရာမှာတစ်သားတစ်လုံးတကယ်ဝှက်ထားတာကိုတွေ့လိုက်ရလို့အံ့ဩသွားတယ်သူဖွင့်ကြည့်တဲ့အခါမှာတော့အထဲမှာရွှေတုံးကြီးတွေအများကြီးရှိနေတာပါတထေးတယောက်အထိဇိမ့်နဲ့နေရတော့မဲ့ဘဝကိုစိတ်ကူးညင်နေတော့မှပဲ system ကနောက်ထပ်တည်င်းအချက်လက်တစ်ခုထပ်ပို့လာပြန်တယ်အဲ့ဒီတည်င်းအရာသူ့ရဲ့ဆရာမဖြစ်သူကိုသူမရဲ့ရီစာကတစ္ဆာဖောက်နေတဲ့ဆိုတာသူသိလာရတယ်အကယ်၍သူကဆရာမဘက်ကနေကူညီပြီးအဲ့ဒီလူရဲ့အရှုတော်ပုံးကိုဖော်ပြပြီးနိုင်မယ်ဆိုရင်သူ့အတွက်ကြီးမားတဲ့ဆုလာတွေထက်ရအောင်မှဖြစ်ပါတယ်